လေးကစလိမကိုကစလိမကိုမြောက်ပတ်စံကိုမြောက် telephone này mà có sang đố chị này phone call này về đố chị phone chào là are you ready hello are you ready for miracle Holy Ghost the shadow within of ya creative miracle in your mouth don't get my name say look maရောက်လာတယ်။တို့ရဲ့ယနေ့ကြိုင်လာတဲ့ဘုရားသခင်ပတ်စံအိတ်တွေအသေးစိတ်အားလုံးအကုန်လုံးမှာပတ်စံတွေရောက်လာစေ။ကျွေးစီးတယ်မဟုတ်ဘူး။များစွာသောငွေတွေရောက်လာစေ။ In the name of Jesus, I speak miracle money into your pocket right now, into your bag. အချို့နဲ့လွှဲမဲ့ပါလေ။အချို့နဲ့စလစ်ပါအချို့နဲ့ပတ်စံအိတ်အချို့နဲ့တယ်လီဖုန်း In the name of Jesus, increase. Increase. In the name of Jesus, increase right now. In the mighty name of Jesus. Glory. Miracle money. What's that? $1. လူတွေပြန်တတ်တဲ့ခံကြတယ်ကျွန်တော်တတ်တဲ့မခံခိုင်းခဲ့ဘူးဒါပေမဲ့ပတ်စံတွေတိုးသွားတယ်ဟိုတနေ့ကလည်းပြန်တတ်တဲ့ခံကြတယ်ပတ်စံတွေတိုးသွားတယ်ဒီညတတ်တဲ့ခံမဲ့ပဲကျွန်တော်တင်းနဲ့သုံးဆိုတာနဲ့ပေါင်းပြီးအိတ်ကရဲ့ပတ်စံအိတ်ကစလိပ်ရဲ့လွှဲအိတ်ကရှင်းတဲ့တယ်လီဖုန်းပေးရဲ့အားလုံးစမ်းကျွန်တော်ပြောတဲ့အတိုင်းပတ်စံကိုဖွင့်ဆိုရင်ဖွင့်ပတ်စံကိုနိုင်ဆိုရင်နိုင်ပတ်စံတွေကိုရှိမယ်ကျွန်တော်ပြောမယ်ပတ်စံတွေကို3ချိန်တင်းနေကြီးပြီးကြရင်ပတ်စံတွေပြန်တိုးလာလိမ့်မယ်ကျွန်တော်ရဲ့ထဲထဲမှာIncrease in Jesus' name. Yes, you are now let's down the day. Cover. But the dollar is not out. She ain't a dollar like a dollar. Put in a dollar like dollar. Yes, hallelujah. Let go give me your children. See that. ရှင်းလက်အောင်ပြပါပထမရီခိုင်းတဲ့အချိန်မှာဖြစ်တယ်20တန်း2ရွက်တိုးလာတာဖြစ်တယ်ဟာလေအစားမရှိဘူးဒါပေမဲ့ဆူတောင်းပြီးတဲ့အခါမှာပေါ်လာတယ်ဟာလေလုယာအာမင်လွေထဲကနေဖြစ်တယ်လွေထဲကနေ20ရက်အစားမရှိဘူးလုံးဝမရှိဘူးဟာလေလုယာလာတော့ဒီပြီးတော့ဘုရားကိုချစ်ဒီမှာသူ့ရဲ့အထဲထဲမှာပတ်စံ50ပဲယူလာတာဖြစ်တယ်ဆရာပြောတဲ့အခါမှာသူရေလိုက်တဲ့အခါမှာ100တိုးလာတာဖြစ်တယ်လက်တွေ့သူဟာလေလုယာအဲ့ထဲကနေပြီးတယ်30တရွက်တိုးလာတာပဲပထမအချိန်ပါပဲဆရာ